ရှင်မွေးမှလည်းဒီရောက်ပါပြီဒီမွေးကြိုက်နေဒီမွေးဖောက်လောက်မှားတာ discount ချလို့မှားတာလိုချင်တာကတော့125 မီလီမရှိဘူးကုန်နေတာ discount ချတာဆိုတော့95 မီလီလေးပဲဝယ်ရပါတယ်မောတယ်ခုပဲတွားယူခုပဲရိုက်သူကမူလဈေးက2888 discount ချပါညာနဲ့ဆိုတော့ VAT ပါ2200ကျော်ပေးရတယ်ဆောင်းဒီငွေပါဆောင်းဒီငွေပါအမှန်ကြည့်ပါမင်းတော့မကြည့်ပါနဲ့ပြည့်ကြည့်ပါစီကြည့်ပါဆောင်းဒီငွေပါနော်ဒီမှာဟိုကဒါပဲ okay is here bb 75 mili ပါမသိရင်ဟိုပါတယ် okay ရပြီပြောပါရတာပါဆိုတော့နားတော့မထွက်သေးဘူးဆိုတော့စွတ်ကြည့်တော့အိုးမိုက်တယ် share ပဲမသိရင်တောင်ကြီးရောက်သွားသလိုအနံ့မွေးပြီးတော့အိုးမိုက်တယ်ဟိုနေ့ကသွားဆန်းပြီးတော့အိမ်မှာတညတိတ်လိုက်ရ share ပဲခုလည်း share ပဲပြန်သိမ်းလိုက်အောင်packaging ကိုကြိုက်တာဆိုတော့တိတ်တော့မကြိုက်ဘူးရမ်းကြိုက်တယ်မပေါ့ဆိုတော့မိုက်ပါတယ်ဒီမှာပါ EDB ဆိုတော့ရေမွေးနှစ်ခုဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်ဒါဒီနှစ်အလေလောက်ကဝယ်တဲ့ပလင်ရယ်ဒါအခုနှစ်ကုန်ကနေမှဝယ်တဲ့ပလင်နှစ်ပလင်မှာဟိုဒါဆိုလည်းအများကြီးကျန်သေးတယ်ဒါဆိုလည်းဒါ60လောက်ကျန်အောင်ဒီကောင်85ပါဒီကောင်အများကြီးပို့အောင်ပါအောင်လားဒီကောင်100ကို60လောက်ပဲကျန်တော့3လား